လုံသားကြီးများလုံးမင်္ဂလာပါဒီနေ့ကတော့ကိုပိုက်ကင်းတို့ရဲ့ဈေးကြီးစားမဲ့တနင်္လာမနက်ခင်းဖြစ်တယ်အရင်တစ်ပတ်က3ရက်ပဲဖွင့်တယ်3ရက်ပဲဖွင့်တာမှာပျောက်ကနန်းက19ပျောက် break က12589ဆိုတဲ့ break တွေပျောက်ခဲ့တယ်ဒီမှာထူးခြားချက်ကဘာရှိလဲဆိုရင်8က break 8က2ချိန်2ပတ်ဆက်ပျောက်ထားတယ် break 8 3ချိန်မြောက်ယခုတစ်ပတ်မှာပြန်လာမလားကိုပိုက်ကင်းနဲ့နှလုံးသားကြီးတို့နဲ့အတူတူကြည့်ကြမယ်အတွဲလိုက်ပျောက်ကနန်းတွေကပါဝါနက်ခတ်ညီရဲ့အကိုအတွဲလိုက်တွေပျောက်တယ်အတွဲလိုက်တွေပျောက်တာမှာညီရဲ့အကိုကနှစ်ပတ်ဆက်တိုက်အတွဲလိုက်တွေပျောက်တော့ဒီတစ်ပတ်ကိုနှလုံးသားကြီးတို့ညီရဲ့အကိုကိုသတိထားစေခြင်းနဲ့တင်းနဲ့3456890 312345689ဆိုတဲ့ညီကိုတွဲတွေကိုနှလုံးသားကြီးဒီတစ်ပတ်ဂယူးဆိုင်ပါဒီတစ်ပတ်ရဲ့အားကောင်းကနန်းတွေ34589နှလုံးသားကြီးမပျောက်ဘူးလို့တော့မပြောဘူးကွာဒါပေမဲ့တခြားကနန်းတွေထက်တော့ခေါင်းတစ်လုံးကတော့ပိုတာနေတယ်ဒီကက်နာမည်ကပါဒူတာလို့ခေါ်တယ်ပထမမိန်ဒုတိယမိန်တတိယမိန်ဆိုပြီးတော့၃မျိုးပါမယ်ပထမမိန်เนี่ยထွက်လို့ရှင်ရင်တော်တော်မြတ်မယ်ဒုတိယမိန်เนี่ยထွက်ရင်အတော်သင်းမြတ်မယ်တတိယမိန်เนี่ยထွက်ရင်အနည်းငယ်မြတ်မယ်ဘလို့နေတစ်ခွက်ကတော့အနည်းဆုံးထွက်မယ်ဒါနှလုံးသားကြီးကိုလက်ဆောင်တင်ပေးတာဖြစ်ပါတယ်ဒီတစ်ပတ်ကိုပိုက်ကင်းစီကဘာတွေရမလဲဆိုရင်တစ်ပတ်စာကတ်ရမယ်စာကလေးခွေ6ကွက် M3 ဆိုပြီးတော့၄မျိုးရနိုင်ပါတယ်နှလုံးသားကြီးများအားလုံးယူရင်1000ခွဲပါအားလုံးဟာအရန်ကောင်းတဲ့ကတ်တွေမို့အားလုံးဝယ်စရာမလိုဘူးတကတ်ပဲဝယ်ပြီးတော့အဲ့တကတ်ကိုလိုက်ရင်ဒီတစ်ပတ်အတွက်အားလုံးအဆင်ပြေပါတယ်နှလုံးသားကြီးများဝယ်ယူခြင်းနဲ့ဆိုရင်လာရောက်ဝယ်ယူနိုင်ပါတယ်အကောင်းဆုံးဆိုတာတွေနဲ့အကောင်းဆုံးထပ်ပိုးတာတွေကိုပဲပေးပါမယ်လုံးသားကြီးများလုံးယခုတစ်ပတ်တာလုံးကိုထိုးတာနဲ့ထွက်တာဓာတ်ရိုက်ကွက်တိတွေ့ပြီးတော့နေပူပူမှာငွေထူထူကိုင်းနိုင်ပါစေအိတ်ကြီးဖောင်းပြီးစိတ်ကြီးလဲပြောင်းနိုင်ပါစေတထေးတကြွေများဖြစ်ကြပါစေလို့ဘိုက်ကင်းကစူးမွန်ကောင်းတောင်းပေးလိုက်ပါတယ်